တရုတ်ဆောင်ကောင်းမြတ်ဆန်နဲ့စုထက်လိုင်တို့ကမကြသေးမီကပြုလုပ်ခဲ့တဲ့ခဏတာတွဲဆုံမေးမြန်းမှုအတွင်းစိတ်ဝင်စားဖွယ်ပြောကြားခဲ့ပါတယ်။အဲ့ဒီတွဲဆုံမှုမှာကောင်းမြတ်ဆန်ကပရိသတ်တွေကဆဲလေမြစ်တာပို့လေကိုကပို့ပြီးအကြည်တက်ပို့ထွက်လေပါရုပ်ကဘလောက်ချမအိုသွားဘူးကြာလေနှုလေပဲလို့အပြုံးမပြတ်ပြောကြားခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေရဲ့ဝေဖန်ချက်အားပေးမှုတိုင်းကိုကိုယ့်အတွက်အားတစ်ခုအဖြစ်ပြန်လည်အသုံးချနေတယ်လို့လည်းဆိုပါတယ်။စုထက်လိုင်ကလည်းအမှုပညာလမ်းကြောင်းမှာစိတ်ရှည်မှုနဲ့ကိုယုံကြည်မှုကအရေးကြီးကြောင်းပြောကြားခဲ့ပြီးပရိသတ်တွေရဲ့မေတ္တာနဲ့အားပေးမှုကကိုယ့်အတွက်အကြီးမားဆုံးလှုံ့ဆော်မှုဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။အော်ရလေးရယ်ကော်ဖီအပူကြီးရှိသေးတာဟုတ်ရှိရောပူလောင်သွားတာရီနေ sorry ပါများလေးရယ်ကိုကအမတ်တမိတ်ဆိုတော့ရီးမိသွားတာ sorry ပေးကုန်ပြီတုတ်လိုက်အောင်ရော့အဲ့လိုလေးယူလဲရတော့စိတ်ညစ်နေရတယ်ခဏတော့ပျောက်သွားပြီမလားအကိုရဲ့အဲ့လိုလေးပျော်လေးနေမှာပေါ့အကိုရဲ့အခုမျက်နှာလေးကလေစိတ်ညစ်တယ်နည်းနည်းလေးမှမလိုက်ဘူးတိလားစိတ်ညစ်တာနဲ့လိုက်တဲ့သူဆိုတာဘယ်သူရှိလို့လဲများလေးရယ်လူတိုင်းကပျော်ပဲနေနေကြတာမဟုတ်